လောကလုံးဥစဉ်သတိပေးခြင်းနော်ကိုယ်စိတ်ကလေးတွေကိုဒီရရှိငြိမ်းချမ်းအောင်ကြည်လင်အောင်တန့်ရှင်းအောင်နော်အဲ့တော့ဘဝနေထိုင်မှုပုံစံတွေလည်းပြောင်းရတော့မယ်ပြောင်းတဲ့အခါမှာမေတ္တာစိတ်တွေကရုဏာစိတ်တွေကောင်းသောစိတ်တွေသာကိုယ်တဏ္ဍာမှာလွှမ်းခြုံနေရမယ်နော်ကောင်းသောစိတ်ကလေးတွေပဲအမြဲတမ်းမွေးမြူပြီးနေမယ်ဒါလောကကြီးနော်လောကုတ္တရာကြီးကြတော့တို့ကပြန်ကြည့်စမ်းဒီယုတ်ဒီနံဒီခန္ဓာကြီးရထားရင်ဒီဘေးတွေဟာတို့ပြေးလို့လွတ်သလားမလွတ်ဘူးနော်အခုဒီကပ်ဘေးတွေနဲ့တို့ကြုံနေရတာဘာရထားလို့ခန္ဓာရထားလို့လာပြီပြန်ချုပ်ပြီနော်တရားအလုံးချုပ်တော့မယ်နော်ဒီဝုခန္ဓာဝုကောင်ကြီးရထားလို့ဟမ်အဲ့တော့ဒီယုတ်လောကနံလောကယုတ်နံကြီးရထားတဲ့အတွက်ယုတ်နံနဲ့သက်ဆိုင်တာတွေမကြုံအောင်လားအဲ့တော့ဒီယုတ်နံရနေတိုင်းမှာဘလောက်စိတ်ကောင်းရှိနော်ဘလောက်စေတနာကောင်းရှိဟောအခုတလောကလုံးပြတ်တော့ကိုယ်လည်းအပြတ်ထဲမပါရဘူးလားတလောကလုံးဆိုတော့ကိုယ်လည်းအဆိုးထဲမပါရဘူးလားဒါဖြင့်အဲ့လိုပြေးမလွတ်တာဘာရလို့ခန္ဓာရလို့ဘာရလို့အဲ့တော့ဒီကတ်တွေဒီဘေးတွေနောက်ဘယ်နှခါလောက်များကြုံကျင်သေးလဲဟိုမသွားရဒီမလာရဟိုမပြောရဒီမဆိုရနဲ့ဘယ်လောက်များကြံနေကျင်သေးလို့နေကျင်တော့ဘူးနော်ဒါဖြင့်မနေကျင်ဘာမရှိမှခန္ဓာမရှိမှဟောအဖြစ်ရတာပဲခန္ဓာရနေသေးရင်ဒီဒုက္ခတွေရနေမှာခန္ဓာမရှိရင်ဒုက္ခမရှိတော့ဟုတ်ပြီနော်အဲ့တော့အလုံးစုံလွတ်မြောက်ရင်းရကိုယ်စိတ်ကိုဝိပဿနာဉာဏ်နဲ့ယုတ်ဓမ္မနန္ဓမ္မဟောတကယ်ရှိတာယုတ်တရားနဲ့နန္တရားခုနမေးခဲ့ပြီပြန်မေးမယ်အခုတရားလာနာကြတာဘယ်သူတွေတော့ယုံနံတရားတွေသူတွေငါတွေမဟုတ်ဘူးနော်အဖွားတွေအတော်တွေအမျိုးတွေမဟုတ်ဘူးအခုတရားဟောနေတာဘယ်သူတော့ယုံနံကြီးပဲတော့ဥတုမင်္ဂလာဆိုတာအခေါ်တကယ်အရှိရယုတ်တရားနဲ့နန္တရားဒီယုံနံတွေဟာတဲ့ဘသူကြောင့်ဖြစ်တာလဲလို့ပြီးတော့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားပါတယ်အကြောင်းရှိရင်ကျိုးရှိတယ်အကြောင်းမရှိရင်ကျိုးဒီယုံနံကြီးတွေငါတို့တွေဒီဘဝဒီခန္ဓာဒီဝတ်ကြီးတွေနဲ့ဘယ်တော့မှငါတို့တွေဆုတ်ခွာသွားရမှာလဲလို့မေးအကြောင်းကုန်ရင်ဟုတ်ကလားအကြောင်းကုန်ရင်ဘာကုန်သွားမှာအကျိုးကုန်သွားမှာဗျဟုတ်ကလားဘာဖြစ်တယ်အဲ့တော့အဲ့အကြောင်းအကျိုးကုန်အောင်ကိုယ်စိတ်ကိုဝိပဿနာဉာဏ်နဲ့ထိန်းကျောင်းထားလိုက်တော့ဟောလောဘစိတ်ကောမြဲလားဒေါသစိတ်ကောမြဲလားဟောဝိပဿနာဉာဏ်ကြီးသာသွင်းလိုက်စမ်းသွင်းလိုက်ပြီဆိုတော့ယုတ်တရားနံတရားအလုံးကဖြစ်ပြီးရင်ပြည့်နေတာအဲ့တော့လောဘစိတ်ဒေါသစိတ်တွေလည်းဖြစ်ပြီးရင်အဲ့တော့ဘာစိတ်ပေါ်ဖြစ်ပြီးတော့ဘာသစ္စာဟောဒီစိတ်ဟာဒုက္ခသစ္စာပဲလို့တက်ဖဲလို့သိထားရင်ဒီပေါ်မှာလိုချင်သေးလားဒုက္ခဆိုတာဆင်းရဲတာသစ္စာဆိုတာအမှန်လေအဲ့တော့ဆင်းရဲတာအမှန်လို့သိထားရင်ဒီဆင်းရဲမျိုးလိုချင်ဦးမလားမလိုချင်ရင်သမုဒိယသေးပြီဟောဗါတယ်အခုကလိုချင်နေလို့ရနေတာဟုတ်